Hello guys ဒီနေ့ကတော့ကျွန်တော်ကတော့ blind box ဖောက်ပြတော့မှာဖြစ်ပါတယ်။ဘာ blind box လဲဆိုတော့ Ocean Baby ရဲ့ရာရဲ့ဖောက်ပြတော့အမေဖြစ်ပါတယ်။အဘောင်းစင်းပေါ့ခဏလေးစောယူလာအောင်မယ်။ရပါပြီ။ဒီမှာရာဒီမှာရာOcean Baby လေးဘာရင်ဖောက်လဲဆိုတော့ခိုင်9 3 4 5 6 7 8 9 10 Ocean Baby လေးအရင်ဖောက်ပါမယ် Ocean Baby လေးဘာအောင်လေးလူနေလဲဆိုတော့ဒီထဲမှာတော့crab ဒါလေးလူချင်တယ် crab fish လေးလူချင်တယ် crab fish ရဲ့ဒီရှက်ငမန်းပေါ့ငမန်းရဲ့ဒီကောင်လေးလည်းလူချင်တယ်ဒီကောင်လေးကဲဘာပေါက်လဲဖောက်ကြည့်ရအောင်အဲ့တော့မပြတော့ကဲပြန်ကဲကဘယ်ဘက်ကအတဲ့လေဒါလားဒီလိုလားဒါအမှန်လားဒါအမှန်လားဒါအမှန်နဲ့တူရနော်ဟုတ်လိမ့်မယ်ဒီဗျာနော်လည်းမသိတော့ဒါလေးနော်ကဲဖောက်ပြလိုက်မယ်တွေ့ထထုတ်လိုက်ပါပြီဘာလေးရမလဲဟဲ့ဘာလေးလဲအောက်ကဘာလေးလဲတစ်ချောင်း3ယောက်4ယောက်ဘာလေးလဲမျက်လုံးလေးလို့ရတယ်မျက်လုံးဒီမှာမျက်လုံးလေးလို့ရဘာလေးလဲဒီကအတီးလေးဒီမှာပါလားဒီမှာပါဘာရောဘာကောင်းရောကဲဝါချစ်စရာလေးတက်လာလားမတူပါလားကဲလာလားမတူဘာလို့ဟုတ်ဘယ်ရဒီထဲမှာမပါဘူးကြည့်လိုက်ပြိတ္တတွေကြည့်လိုက်ဟိုဒီက secret ဒီကောင်လေးပါဒီမှာပါတူပါလေခမညာအောက်ကကြည့်လိုက်ပါဒီကောင်လေးပါ secret လေးပေါက်သွားပါလေဟေးကဲနောက်ကိုထပ်ဖောက်ပြမှာဖြစ်ပါတယ်ပြန်ပိတ်လာအခုရာဖောက်ပြမှာပါကျွေးထုတ်လိုက်ပါပြီဘာလေးလဲလူကြီးဆုံးဟာရွေးအောင်ကတ်ကာခန့်ကတ်ထုတ်ခါနော်ဒီမှာပါဘာလေးလဲခင်ဗျာဘာလေးလဲကျွန်တော်ကြည့်ဒီမှာဟာဘင်းနေရလေနေဘာလေးလဲနေပြားလေးအဲ့တော့ဘာလေးစားတော့စားဟုတ်လိုက်မယ်နူးလေးပေါက်သွားတာ
နုံနုလည်းမသိဟုတ်တယ်မယ်နေရပြဆိုလို့ဒီကောင်နုံနုလေးဒီကောင်ပဲရှိတယ်ဒီကောင်လေးပေါ့ကြည့်ကြည့်တာမယ်နုံနုလေးပေါက်သွားလားလေဟုတ်တယ်နုံနုလေးမပန်တာလေးကပ်ပုံစံနဲ့လည်းမတူဒါလေးပေါက်သွားပါတယ်ကဲအားလုံးကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်ကြည့်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေလည်းတင်ပေးပါမယ်